မေတို့မန်းလေးကကြတော့အေးချမ်းချမ်းနဲ့ပဲဒီလိုကွာစကားတန်လောက်ပဲရှိတာဆိုတော့ဒီလိုနေရာမှာလူဖြစ်ရတာလုံချောင်းထားတာကိုပဲကျေးဇူးတင်တာပေါ့နော်မဲပေးတဲ့ခါမှာဘလို့ကိုယ်လဲဘလို့လူမျိုးရွေးပြီးတော့ရွေးချယ်ပြီးတော့မဲပေး ကိုနိုင်ငံကိုကောင်းကောင်းမွန်မွန်လုပ်ပေးတဲ့လူကိုပဲကျွန်မရွေးချယ်ခဲ့တယ်အမြဲအစဉ်တည်းလည်းကျွန်မပေးတိုင်းလည်းကြံ့ခိုင်ရေးပဲပေးတယ်အဲ့ဒါကိုပဲယုံကြည်လို့ ကျမကတော့မြန်မာနိုင်ငံသားဖြစ်တယ်ကိုမြန်မာနိုင်ငံကိုရဲ့တိုင်းပြည်နဲ့ကိုလူမျိုးကိုလည်းချစ်တယ်ပေါ့နော်ပြီးတော့ကျမတို့နိုင်ငံဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်အဲ့လိုဆိုတော့အမျိုးကိုလည်းကျမကစောင့်ထိန်ခြင်းတဲ့အနေနဲ့ဒီအမျိုးဘာသာတာရဏကိုဆက်လက်ပြီးတော့အတွန့်ရှိအောင်တည်ဖို့နိုင်မဲ့မင်းပေါ့နော် မဲပေးတဲ့ခါမှာပေါ့နော်အမဘယ်လိုပါတီဘယ်လိုကောင်းဆောင်မျိုးရွေးချယ်ပြီးမဲပေးခဲ့ရလဲရှင် ကျွန်တော်တို့အနေနဲ့ကတော့မျိုးဘာသာသာသနာကိုကာကွယ်ဆောင်ရှောက်တဲ့ပါတီမျိုးကိုပဲနေပေးခဲ့တာပါရှင့် ဘယ်လိုပါတီဘယ်လိုကိုယ်စားလှယ်လောင်းမျိုးကိုအခုအနေနဲ့ပေါ့နော်ရွေးချယ်ပြီးမဲပေးခဲ့ရလဲကို တကယ်တမ်းတော့တမန်တော်နဲ့အတူတူလက်တွဲပြီးတော့လုံးနိုင်မဲ့ဘက်ပါတီမဆို့ ဟုတ်ကဲ့ ပြောင်းလဲနိုင်မဲ့ပါတီမျိုးကို ဟုတ်ကဲ့ ဦးစားပေးပြီးတော့မဲထည့်ခဲ့တာ ဟုတ်ကဲ့ပါ နိုင်ငံသားတယောက်မို့တာဝန်တွေသိတယ်လို့တိုင်းပြည်ကိုတူတီဆောက်ဆိုရေရှိကိုတွေ့တော့လို့ကိုတိုင်းမင်းတဲလို့ကိုကန်ချမကိုပန်တီဖို့မေပေးစို့တာတူညီမြရှိတဲ့ဒီမိုကရေစီစနစ်တစ်ခုမှရလာတဲ့ဒီအခွင့်အရေးမို့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဟာဆိုရင်ဒီဇင်ဘာလ28ရက်နေ့ဖြစ်တဲ့အတွက်ပြည်သူတွေကနေပြီးတော့ရွေးကောက်ပွဲကြီးအတွက်မေးပေးကြမှာဖြစ်ပါတယ်မေးပေးကြတဲ့အပေါ်မှာပြည်သူတွေရဲ့ရင်တွင်းခံစားချက်လေးတွေကိုမြင်မြတ်သွားမှာဖြစ်တဲ့အတွက်ကျမတို့နဲ့အတူတူလိုက်ပါကြည့်ပေးပါဦးနော်မရေမင်္ဂလာပါရှင် မင်္ဂလာပါရှင် အမမေးပေးခဲ့ပြီလားမသိရှင် ပြေးပြီးပါရှင်ဟုတ် အမဘယ်မေးဦးမေးပေးခဲ့ရလဲ အောင်မြေတန်မျိုးနဲ့မဲရုံအမှတ်လေးပါရှင် ဟုတ်ကဲ့ပါအမဟုတ်လက်ထုံးနဲ့စင်းနဲ့ပေးခဲ့ရတယ်ပေါ့မအောင်မဆင်ပြေခဲ့လား အဆင်ပြေတယ်စောစောအဆင်ပြေပါရှင် ဟုတ်ကဲ့ပါအမဟုတ်ကဲ့ပါအမဒီမဲပုံးပဲတစ်ခုပေးခဲ့ရလဲမ ဟိုကိုကတိုင်းသားမဟုတ်တဲ့အတွက်မဲရုံ3ရုံပဲမဲပုံ3ပုံပေးခဲ့ပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ပါအမဟုတ်အမအနေနဲ့ပေါ့နော်ဘယ်လိုပါတီဘယ်လိုကစလဲလောင်းမျိုးကိုရေးဆက်ပြီးမဲပေးခဲ့ရလဲမ ကိုယ်နိုင်ငံကိုလူမျိုးအတွက်ကိုကဗုဒ္ဓဘာသာဆိုတော့ဗုဒ္ဓဘာသာကိုအထူးပြုပြီးတော့ဆောင်ရွက်ပေးမဲ့ကိုယ်စားလှယ်ကိုပဲစဉ်းစားပြီးတော့ရွေးချယ်ခဲ့ပါရှင် ဟုတ်ကဲ့ပါအမဟုတ်ဘာလို့ဒီမဲပေးရတဲ့အပေါ်မှာရောမစိတ်သက်ဘယ်လိုခံစားရလဲမ ကျင်းနဲ့အားရမှုရှိပါတယ်စိတ်လဲလှုပ်ရှားပါတယ်ဘာလို့ဆိုတော့ဒီလိုစနစ်နဲ့လေဆက်စနစ်နဲ့ပေးတာမျိုးမကြုံခဲ့ဘူးတော့လေအန်ဒီအသက်အရွယ်နဲ့တမျိုးတစ်ဆန်းနေနဲ့အားရမှုတော့ရှိပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ပါရှင်ဟုတ်အခုလိုထူးခြားပြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်မ ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါ ဟောမင်းနာမည်ဘယ်သူလဲဗျ ဒေါ်လက်လက်တန်းပါ ဟောမင်းမဲပေးခဲ့ပြီလားဗျ ပေးခဲ့ပြီးပါပြီ ဟောမဲပေးမှုပုံမှာစစ်ကျင်တဲ့မှုရှိလားဗျ ရှိပါတယ် ဟောမင်းမဲပုံဘယ်နှပုံပေးခဲ့ရလဲဗျ ဒီပုံပေးခဲ့ပါတ ဟော ယ် လေးပုံပေးခဲ့တာပေါ့ဟောမင်းမဲပေးတဲ့ခါမှာလေဟိုဘယ်လိုလူမျိုးဘယ်လိုကိုယ်စားလှယ်မျိုးကိုမင်းအဓိကထားပြီးမဲပေးခဲ့ရလဲဗျ ဟောအမေကြီးကတော့ဒီဝင်ကြတစ္ဆာပြီးကိုဘောဟိုအပြုံးလို့သူနော်ကောင်းတဲ့သူရသည်နော်ကောင်းတော့ဆန္ဒနော် ဟုတ်ကဲ့ပါ ရကျင်နေပါတယ် ဟုတ်ကဲ့ပါအီလက်ထရောနစ်ဆက်နဲ့လေမဲပေးရတော့မင်းစိတ်ဟိုအစင်ရောပြေခဲ့လား ပြည့်ပါတယ်ပြည့်တယ်တာပြည့်တယ် ဟောအခုလိုဖြည်းဖြည်းအတွက်ကျေးဇူးတင်ပါတယ်မင်း ကျေးဇူးတင်ပါတယ်တာ ဟုတ်ကဲ့ပါ မင်္ဂလာပါခင်ဗျ ဟုတ်ကဲ့မင်္ဂလာပါ ဒီနံပါတ်လေးမိတ်ဆက်ပေးပါဦးခင်ဗျ ဥမောင်ခိုင်ပါဟုတ် ဦးလေးမဲပေးပြီးလိုက်လားခင်ဗျ ပေးခဲ့ပါပြီဒီမှာ မဲပေးရတဲ့ဘုံမှာရောစိတ်လှုပ်ရှားမှုရှိလားခင်ဗျ လှုပ်ရှားမှုရလို့တော့မရှိပါဘူးကိုနိုင်ငံသားတရားနဲ့တာဝန်ကြည့်အောင်ပေးခဲ့ရတယ် ဟုတ်ကဲ့ဗျအခုလိုမဲပေးတဲ့ခါမှာရောဘယ်လိုပါတီမျိုးဘယ်လိုကိုယ်စားလှယ်မျိုးမဲပေးခဲ့လဲမသိဘူးခင်ဗျ ဟိုအားကိုးရမယ့်ဟာမျိုးပေါ့ဗျာဒါမျိုးပဲပေးခဲ့ရတာပေါ့ဟိုစိတ်ကြယုံကြည်တဲ့ပါတီမျိုးပေါ့ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဒီမဲပေးတဲ့ခါလေးစနစ်ကပြောင်းသွားရင်လေအီလက်ထရောနစ်စနစ်နဲ့ပြောင်းသွားတဲ့ပုံမှာရောဦးလေးအနေနဲ့ဘယ်လိုမြင်လဲမသိဘူးခင်ဗျ ဘူးကတော့ပို့ပြီးတော့ကောင်းတာပေါ့ပေးရတာတော့ဟိုလိုသိပြီးတော့ပယ်မဲတွေပါမဖြစ်တော့တာပေါ့နော် ဟုတ်ကဲ့ဟုတ် ဟိုချစ်တာတို့ပါကျတော့ပယ်မဲဖြစ်မှာလို့ကတော့ဒါကတော့ဟိုခလုတ်လေးနဲ့တော့ပြီးသွားတာပါ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဟုတ် မင်္ဂလာပါရှင် မင်္ဂလာပါရှင် မနာမည်လေးနဲ့မိတ်ဆက်ပေးပါဦးရှင် ကျွန်တော်နာမည်ဒေါ်တင်တင်လာပါ ဟုတ်ကဲ့ပါအမမဲပေးပြီလား ပေးပြီးပါပြီရှင် ဟုတ်ကဲ့အမဘယ်မဲမျိုးကနေမဲပေးရလဲရှင် ဟိုကမဲရုံမှတ်လေးပါရှင် ဟုတ်ကဲ့ပါအမမဲပေးပြီးသွားပြီဆိုတော့အမအနေနဲ့အခု electronic စနစ်နဲ့မဲပေးတဲ့စနစ်ပေါ်မှာတော့အမရဲ့ခံစားချက်လေးပြောပြပါဦးရှင် ကောင်းပါတယ်ရှင်အဆင်ပြေပါတယ် ဟုတ်ကဲ့အမမဲပေးတဲ့ခါမှာဘယ်လိုကိုယ်လဲဘယ်လိုလူမျိုးရွေးပြီးတော့ရွေးချယ်ပြီးတော့မဲပေး ကိုနိုင်ငံကိုကောင်းကောင်းမွန်မွန်လုပ်ပေးတဲ့လူကိုပဲကျွန်မရွေးချယ်ခဲ့တယ်အမြဲအစဉ်တည်းလည်းကျွန်မပေးတိုင်းလည်းကြံ့ခိုင်ရေးပဲပေးတယ်အဲ့ဒါကိုပဲယုံကြည်လို့အခုကျမတို့မဲပေးတာကိုပျော်တယ်ဘာဖြစ်လို့လဲဆိုတော့
အေးချမ်းချမ်းနေရတော့မယ်လေဟုတ်တယ်ရင်ဖိပြီးတော့မှမနေရတော့ ဟုတ်ကဲ့ပါမမဲဘုံဘယ်နဲ့ဘုံပေးခဲ့ရလဲရှင် 3 ပုံပေးခဲ့တယ်ကျမတိုင်းရင်းသားမဟုတ်လို့3 ပုံပဲပေးခဲ့ ဟုတ်ကဲ့အခုမဲပေးပြီးတဲ့အခါမှာမခမရဲ့ခန်းစားချက်လေးရော ဟုတ်ပြောတယ်ရှင်ကျမအေးချမ်းချမ်းနေရတော့မှာမဟုတ်လို့နော် ဟုတ်ကဲ့ ဘလန်းသမီးလည်းကောင်းကောင်းမွန်မွန်ကြည့်ရတော့မယ်လေ ဟုတ်ကဲ့ဟုတ်ကဲ့ပါခုလိုပေးပြီးရကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင် မင်္ဂလာပါရှင် ဟုတ်ကဲ့ခင်ဗျနာမည်လေးချက်လောက်မဆက်ပြပါခင်ဗျ ကျွန်မနာမည်ကတော့မမြင့်မြတ်ဆိုပါရှင် ဟုတ်ကဲ့ခင်ဗျအမအနေနဲ့မေးပေးပြီးသားလားခင်ဗျ ဟုတ်ကဲ့ပေးပြီးပါပြီရှင် ဟုတ်ကဲ့ခင်ဗျဘယ်မျိုးလို့ပဲမဲရုံမှာပေးခဲ့ရလဲခင်ဗျ ဟုတ်အမဒါမျိုးနဲ့မဲရုံမတ်တက်မှာပေးခဲ့တာပါရှင် ဟုတ်ကဲ့ခင်ဗျမဲရောဘယ်နှပုံပေးခဲ့ရလဲခင်ဗျ မဲက3ပုံပေးခဲ့တာပါရှင် ဟုတ်ကဲ့ပါခင်ဗျအခုဒီမြန်မာအီလက်ထရောနစ်ဆက်နဲ့ပေးခဲ့ရတဲ့အပေါ်မှာအမအနေနဲ့စိတ်ခံစားချက်ကဘယ်လိုရှိလဲခင်ဗျ ဟုတ်တော်တော်လေးအဆင်ပြေပါတယ်ဆက်နေပေးရတဲ့ဟာ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျအခုဒီရေကောက်ပွဲကြီးပြီးသွားလို့လေဒီဆိုရတဲ့ပေါ်လာရင်ပေါ့လေဒီကျွန်တော်မြန်မာနိုင်ငံကြီးကိုအများကြီးပြောင်းလဲသွားမယ်လို့အမအနေနဲ့မျှော်လင့်ပါသလားခင်ဗျ ညွှန်လင်းပါတယ်ရှင် ဟုတ်ကဲ့ပါခင်ဗျဒီအခုအမအနေနဲ့ပေါ့နော်ဒီမဲပေးခဲ့တဲ့ဟာမှာဘယ်လိုကိုယ်စားလှယ်တွေဘယ်လိုပါတီဖွဲ့စည်းတွေပေးခဲ့ရလဲခင်ဗျ အဲ့ဒါတော့ကိုယ့်ရဲ့မျိုးနယ်တိုင်းမျိုးပါဖြစ်မဲ့သူပဲပေးခဲ့ပါတယ်ရှင် ဟုတ်ကဲ့ပါခင်ဗျ ကောင်းလုံးလုပ်ပေးနိုင်မဲ့သူပေးခဲ့ပါတယ်ရှင် ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ဒီရေကောက်ပွဲကကြတော့ဒီဆက်နေပေးရတဲ့ပုံမှာအဲ့ဒီဆက်ကနေအခုဒီအမှားယွင်းတစ်ခုခုများဖြစ်ပေါ်လာနိုင်တယ်လို့အမအနေနဲ့စိတ်ထဲထင်မိပါသလားခင်ဗျ ဘာမထင်မိပါဘူးရှင် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျအဲ့ဒါဖိချာပေးတဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါရှင် မင်္ဂလာပါ ဦးလေးနာမည်လေးမိတ်ဆက်ပြပါဦးခင် ဦး ဗျာ အောင်တင်ပါ ဟုတ်ဝေးအခုမဲပေးပြီးသွားပြီလားမညာ ပေးပြီးသွားပါပြီ မဲပေးရတာရောစိတ်ကြည်နေမှုရှိရလားမညာ ကျင်းနှမှုရှိပါတယ် အဲ့တော့ဒီမဲပေးတဲ့ခါမှာဦးလေးနေနဲ့ဘယ်လိုကိုယ်စားလှယ်မျိုးဘယ်လိုပါတီမျိုးမဲပေးခဲ့တာလဲမသိဘူးညာ ကိုယ်စားလှယ်အနေနဲ့ကတော့ပြည်သူလူထုပေါ်မှာစာနာတောက်ထားတဲ့စိတ်ရှိတဲ့လူတို့တိုင်းပြည်အတွက်လုံးမဲ့ကင်မဲ့သူတို့လောက်ကိုဒါ ဟုတ် ကြည်ရွယ်ပြီးတော့အားပေးခဲ့တာပါ ဟုတ်ကဲ့ခင်ဗျအခုလေမဲပေးတဲ့စနစ်က electronic စနစ်နဲ့ပေးတဲ့အတွက်ကြောင့်လေအဲ့ electronic စနစ်နဲ့ပေးတဲ့ပေါ်ရောဦးလေးနေဘယ်လိုမြင်လဲမမြင်ညာ ကောင်းပါတယ်တို့ကမဲစီးနေတဲ့ပတ်သက်ပြီးလိန်ညာမှုတွေပါတယ်လည်းမရှိတော့ဘူးလေ ဟုတ်ဟုတ် အားကောင်းပါတယ်အဲ့တိုင်းလေးအားပေးရတာ ဟုတ်ကဲ့ပါဗျာ မဲတိပေးရတာအားပေးရပါတော့ကောင်းပါတယ် ဟုတ်အခုလိုပြပေးတဲ့ကျေးဇူးတင်ပါတယ်ဗျာ ဟုတ်ပါပြီဗျာဟုတ်ပါပြီဗျာကျေးဇူးတင်ပါတယ် အနေမင်္ဂလာပါ ဟုတ်မင်္ဂလာပါ အနေမင်္ဂလာပါ မင်္ဂလာပါရှင် ဟုတ်အနေနာမည်လေးမိတ်ဆက်ပြပါဦးခင်ဗျာ နမတော်တင်နေ အနေနာမည်လေးမိတ်ဆက်ပါဦးအဲဒီမဲပေးရတဲ့ခံစားချက်လေးပြောပြပြပါဦးခင်ဗျာ ဟုတ်ဟိုပါအဆင်ပြေပါတယ်ကျင့်တတ်မှုလည်းရှိပါတယ် အနေနဲ့ရော အဆင်ပြေပါရှင် ဟုတ်ကဲ့ဟုတ်ဒီမဲပေးတဲ့ခါမှာရောအနေနဲ့ဘယ်လိုပုံကိုမျိုးကိုရွေးချယ်ပြီးမဲပေးခဲ့တာလဲခင်ဗျာ ဟိုပါပေါ့ကောင်းမထင်တယ်ဟိုပါပေါ့ယုံကြည်ဟိုပါပြတာပေါ့ကောင်းမထင်ဟိုပေးခဲ့တာပေါ့နော်ကျွန်တော်နိုင်ငံအတွက်ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့ဒီခုလိုမဲပေးရတဲ့တော့သိကျင်မှုရှိရလားမလား သိကျင်နေမှုရှိပါတယ်ဟုတ် ဟုတ်ကဲ့အနေနဲ့ရော ဟုတ်ကဲ့သိနေမှုရှိ အခုလိုပြပေးတဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့တင်ပါတယ်ဟုတ်ကဲ့ ဦးလေးမင်္ဂလာပါဗျ မင်္ဂလာပါဗျာ ဦးလေးနာမည်ဘယ်သူလဲဗျ ဦးစော်လင်းပါ ဟောဦးလေးမဲပေးခဲ့ပြီလားဗျ မဲပြီးပြီဗျာ ဟုတ်ကဲ့ပါဗျဟုတ်လက်ရောနစ်ဆက်နဲ့မဲပေးရဆိုတော့အစင်ရောပြေခဲ့လားဗျ ပြေပါတယ်အားလုံးအဆင်ပြေပါတယ် ဟုတ်ကဲ့ပါဗျဦးလေးမဲဘုံတွေရောဘယ်နှဘုံလောက်မဲပေးခဲ့ရလဲဗျ မဲပုံသုံးပုံ သုံးဘုံလားဟောဟုတ်ကဲ့ပါဗျဟုတ်ဦးလေးမဲပေးတဲ့ခါမှာဘယ်လိုလူမျိုးကိုမဲပေးခဲ့ရလဲဗျ ကိုယ်နိုင်ငံကောင်းကျိုးအတွက်ရှေ့ရှုတဲ့အဖွဲ့အစည်းကိုတော့ပေးခဲ့ရတော့ပေါ့ ဟုတ်ကဲ့ပါဗျဟုတ်အခုလိုဖိချာပေးတဲ့ကျေးဇူးတင်ပါတယ်ဗျ ဟုတ်ကဲ့ တာပါရှင် ဟောညီမလေးနာမည်ဘယ်သူလဲမသိဘူးဗျ မဆွေစင်းနဲ့ဖြစ်ပါရှင် ဟုတ်ကဲ့ညီမလေးမဲပေးပြီလားဗျ ဟုတ်ပေးပြီးပါပြီရှင် ဟောညီမလေး electronic ဆက်နဲ့လေမဲပေးခဲ့တော့လေ ဟုတ် အဆင်ပြေလားညီမလေး ဟုတ်ကြည်ရရှင် ဟတ်လားအဲ့ထဲမှာမဲဘုံကဘယ်နှဘုံပေးခဲ့တာလဲ 3ပုံ သုံးဘုံပေးခဲ့တာဟောဟုတ်ပြီညီမလေးကမဲပေးခဲ့တယ်ဆိုတော့ဘယ်လိုလူမျိုးကိုမဲပေးခဲ့ရလဲမသိဘူး တိုင်းပြည်အတွက်ကောင်းတာကောင်းချိုးလုပ်ပေးတဲ့ကိုမပေးခဲ့ရှင် ဟုတ်ကဲ့ပါညီမလေးဟုတ်ကျေးဇူးတင်ပါတယ်ညီမလေး ရှင်ကျေးဇူးပါ ဟုတ်ခင်ဗျာ မင်္ဂလာပါသားလေး နာမည်လေးမိတ်ဆက်ပြပါဦးခင်ဗျာ တော့ခင်ဗျာရွှေပါ ဟုတ်မေခုမဲပေးပြီးသွားပြီပေါ့ ပေးပြီးသွားပါပြီသား မဲပေးရတဲ့ပုံမှာရောခံစားချက်ဘယ်လိုရှိလဲမသိဘူးခင်ဗျာ ဒါမေတို့ကတော့မန်းလေးမွေးမန်းလေးဌာနေသမားတွေဆိုတော့အခုခေတ်ကြီး၄-၅နှစ်လောက်ကိုတခြားနေရာတွေမှာကြားရတာတွေက ဟုတ်ကဲ့ ဘယ်လိုခေါ်မလဲနှိတ်ထောင်နေများတယ်ပေါ့နော် ဟုတ်ကဲ့ဗျာဟုတ် အမေတို့မန်းလေးကကြတော့အေးချမ်းချမ်းနဲ့ပဲဒီလိုကွာစကားတန်လောက်ပဲရှိတာဆိုတော့ဒီလိုနေရာမှာလူဖြစ်ရတာလုံချောင်ထားတာကိုပဲကျေးဇူးတင်တာပေါ့နော် အဲ့ဒါဒီတိုင်းလေးပဲဆက်ပြီးအေးချမ်းနေတာပေါ့အမေကြီး ဒီလိုပဲအေးချမ်းနေတာပေါ့ ဟုတ်အဲ့ဆိုတော့ဒီလူမျိုးအေးချမ်းမှုကိုပြီးတဲ့လူမျိုးကိုမဲပေးခဲ့တာပေါ့ အဲ့လိုပဲပြေးကြတော့တာပါ အခု electronic စနစ်နဲ့မဲပေးရတဲ့ပုံမှာရောအမေကြီးနေအဆင်ပြေလား အဆင်ပြေတယ်တာ ဟုတ် အဆင်ပြေတယ် ဟုတ်ကဲ့ အရင်သားသမီးတွေ electronic တွေနဲ့ကြောင်းတက်ကြတာဆို ဟုတ်ဟုတ်မဲဘုံဘယ်တစ်ခုပေးခဲ့တာလဲ 3ခုတင်တယ် 3ခုပေးတာဟုတ်ကဲ့ပါခင်ဗျဟုတ်ခုလိုပြပေးတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ မင်္ဂလာပါခင်ဗျ မင်္ဂလာပါကလေး အဲ့ဒီနာမည်ဘယ်သူလဲဗျ ဒေါ်မြင့်မြင့်ကြီးပါ ဟောဒီမဲပေးခဲ့ပြီလားဗျ ပေးခဲ့ပြီးပါရှင် ဟောအဲ့ထဲမှာဒီမဲဘုံဘယ်နှဘုံပေးခဲ့ရလဲဗျ 3ပုံပေးခဲ့ရပါတယ် သုံးဘုံပေးခဲ့ရဗျ ဟုတ်ကဲ့ရှင် ဟောအဲ့ဒီဟိုဟာလေးမဲပေးခဲ့တော့လေနိုင်ငံအတွက်ဘယ်လိုလူမျိုးအတွက်ဘယ်လိုလူမျိုးကိုမဲပေးခဲ့ရလဲမသိဘူးဗျ နိုင်ငံကိုအကျိုးပြုတဲ့ပုံကိုယ်တွေမျိုးပဲမဲပေးခဲ့တာပါ ဟုတ်ကဲ့ပါဗျ
ဟို electronic စက်နဲ့လေမဲပေးရဆိုတော့လေအဆင်ပြေမှုရောရှိခဲ့လားဗျ ပြပါတယ်ကလေး ဟုတ်မဲပေးမှုပေါ်မှာရောစိတ်လှုပ်ရှားမှုရောရှိခဲ့သေးလား ဘယ်လိုမှမလှုပ်ရှားပါဘူး ဟုတ်ကဲ့အခုဖြစ်ဖြစ်တော့ကျေးဇူးတင်ပါတယ်လို့ ဟုတ်ကဲ့ရပါတယ်ကလေးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါ မမင်္ဂလာပါရှင် မင်္ဂလာပါရှင် ဟုတ်အမမဲပေးခဲ့ပြီးပြီလားမသိဘူး ဟုတ်ကဲ့ပေးခဲ့ပါရှင် အော်ဟုတ်ကဲ့ပါအမဘယ်မဲယူမှာမဲပေးခဲ့ရလဲမ ကျွန်မဆိုတော့အမီဒါဆန်မြို့နယ်ဒေါနာဝါရက်ကွက်အကွက်ဆက်တုံမဲုံ6မှာမဲပေးခဲ့တယ်ရှင် အော်ဟုတ်ကဲ့ပါအမဟုတ် electronic စနစ်နဲ့မဲပေးခဲ့ရပါမအောင်အမရဲ့စိတ်ကစားကြသိပြစေမ အီလက်ထရောနစ်ပစ္စည်းနဲ့မဲပေးရတာကျွန်မတို့လိုကျင်းနေမှုရှိပါတယ် ဟုတ်ကဲ့ပါ ဘာဖြစ်လို့လဲဆိုတော့ကိုရွေးချယ်ခြင်းတဲ့ပါတီမှာတားတစ်စိတ်ကလေးကိုတိကျကြည့်ပြီးမှခလုတ်တစ်ဆက်နဲ့ယုံနဲ့တိကျမှန်ကန်တဲ့အဖြေကိုရရှိနိုင်မှာမို့လို့ပါနောက်ပြီးတော့ကျင်းတဲ့ဆရာကောင်းတာတစ်ခုကကြတော့ကိုပေးခြင်းတဲ့ကိုစလေလောင်းရဲ့အမည်ကိုဘေးလေးမှာရှိတယ်လေဟိုပြစ်ဆက်ကလေးမှာထွက်လာတဲ့ဆာရွယ်လေးမှာတမ်းပြီးမြင်နေရတာပေါ့နော်အဲ့ဒါလေးကိုပုံမှန်ကျင်းနေမှုရှိပါတယ်ရှင် ဟုတ်ကဲ့ပါအမဟုတ်မဲပုံဘယ်နှပုံပေးခဲ့ရလဲမ ဟုတ်မဲပုံကရှိတာ၄ပုံပါဒါပေမဲ့ကျွန်မတိုင်းလူမဟုတ်တဲ့အတွက်ကျွန်မမဲပုံ၃ပုံပေးခဲ့ပါတယ်ရှင် ဟုတ်ကဲ့ပါအမဟုတ်အမအနေနဲ့ပေါ့နော်ဘလို့ပါတီဘလို့ကိုယ်စားလှယ်လောင်းမျိုးကိုရွေးချယ်ပြီးမဲပေးခဲ့ရတယ်သိပြစေရှင် ကျွန်မကတော့မြန်မာနိုင်ငံသားဖြစ်တယ်ကိုမြန်မာနိုင်ငံကိုရဲ့တိုင်းပြည်နဲ့ကိုလူမျိုးကိုလည်းချစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့နိုင်ငံဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်အဲ့လိုဆိုတော့အမျိုးကုန်ကိုလည်းကျွန်မစောင့်ထိန်ခြင်းတဲ့အနေနဲ့ဒီအမျိုးဘာသာတာရနာကိုဆက်လက်ပြီးတော့အတွန့်ရှိအောင်တည်ဖို့နိုင်မဲ့မင်းပေါ့နော်ပြီးတော့နောက်ထပ်ကလည်းဒီတိုင်းပြည်နဲ့လူမျိုးပေါ်မှာအများကြီးတိုးတက်မှုတွေလူမှုစီးပွားဘဝတွေရောပညာရေးကဏ္ဍတွေရောအကုန်လုံးတိုးတက်ပြောင်းလဲအောင်လုပ်ပေးနိုင်မဲ့လူကြီးပေါ့နော်သူမှအရင်ချင်းလည်းတကယ်ရှိတဲ့လူကြီးပေါ့အဲ့လိုကိုယ်စလဲလာမျိုးရွေးချယ်ပြီးမဲပေးခဲ့ပါတယ်ရှင် ဟုတ်ကဲ့ပါအမဟုတ်အခုလိုမဲပေးခွင့်ရတဲ့အပေါ်မှာရောအမရဲ့စိတ်ခံစားချက်လေးသိပြစေရှင် ကျွန်မအရင်ပီတိဖြစ်တယ်ကျင်းတဲ့မှုလည်းရှိပါတယ်ရှင်ကျွန်မနှစ်တွေရက်တွေလတွေအခြားကြီးစောင့်ပြီးတော့မှဒီနေ့ဒီရက်ကိုရောက်ဖို့စာမျှော်လင့်ခဲ့ရတာဆိုတော့ကျွန်မမနေ့က4နာရီတည်းအိပ်ရထားပြီးတော့မဲပေးဖို့ပြင်ဆင်တယ်ကိုယ့်ရဲ့နေ့ဆက်တွေကအလုပ်တွေပြီးတဲ့အခါကျတော့ကျွန်မမဲယုံကို9နာရီခွဲကိုသွားလိုက်တယ်ပေါ့နော်9နာရီခွဲသွားတော့တကားပိတ်တာလို့တော့ကျွန်မရက်စောင့်နေရသေးတယ်ကျွန်မလိုပဲတက်ကြွတဲ့လူတွေကလည်းအဲ့လိုမဲပေးဖို့လာကြတာပေါ့ကျွန်မနဲ့ဆိုလို့ရှိရင်ကျွန်မ9ယောက်မြောက်မှာပေါ့နော်မဲပေးခဲ့တဲ့အချိန်မှာတော့ကျွန်မလက်တန်းလေးကိုမြင်တုပ်ပြီးတဲ့ခါကျတော့ကျွန်မတော်တော်ကျဉ်းနှံမှုဖြစ်တယ်စိတ်ကျဉ်းနှံမှုဖြစ်တာပေါ့ငါနိုင်ငံသားကတယောက်အနေနဲ့ပေါ့နော်ငါမဲပေးခဲ့နိုင်ပြီပေါ့ကိုယ်နိုင်ငံတိုးတက်ပြောင်းလဲဖို့အခုဟိုပြောမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာအခုဆိုလို့ရှိရင်မငြိမ်မသက်မအေးမချမ်းတွေဖြစ်နေတဲ့တိုင်းပြည်ဖြစ်နေတယ်လေဒါတွေကိုအမြန်ဆုံးကျွန်တော်တို့ပြောင်းလဲနိုင်တော့မယ်ပြုပြင်နိုင်တော့မယ်ဆိုပြီးတော့ကျွန်မဝမ်းတာပီတိဖြစ်မှကျဉ်းနှံမှုရှိခဲ့ပါတယ်ရှင် ဟုတ်ကဲ့ပါအမဟုတ်အခုလိုဖြေချပြီးတော့ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင် အမမင်္ဂလာပါရှင် မင်္ဂလာပါရှင် ဟုတ်ကဲ့အမနာမည်လေးနဲ့မဲဆက်ပေးပါအောင်ရှင် မမစိန်ပါရှင် ဟောဟုတ်ကဲ့ပါအမမဲပေးပြီးပြီလားရှင် ဟုတ်ကဲ့ပေးပြီးပါပြီ ဟောဘယ်မဲရုံကနေမဲပေးရလဲရှင် ကျွန်တော်ဒေါနာဘာအကွက်73ဟိုဟာမဲယုံ6မှာပေးရပါရှင် ဟောဟုတ်ကဲ့ပါအမမဲပုံးဘယ်နှပုံးပေးခဲ့ရလဲရှင် 3ပုံပေးခဲ့တာပါရှင် ဟောအမမဲပေးတဲ့အခါမှာပေါ့နော်အမဘယ်လိုပါတီဘယ်လိုကောင်းဆောင်မျိုးရွေးချယ်ပြီးမဲပေးခဲ့ရလဲရှင် ကျွန်တော်တို့အနေနဲ့ကတော့မျိုးဘာသာသာသနာကိုကာကွယ်ဆောင်ရှောက်တဲ့ပါတီမျိုးကိုပဲမေးပေးခဲ့တာပါရှင် ဟောဟုတ်ကဲ့ပါအမ electronic စက်နဲ့မဲပေးတဲ့စနစ်ပေါ်မှာရောအမရဲ့အမြင်လေးပြောပြပါအောင်ရှင် ခုလိုအမျိုးမဲပေးရတာကကျပွင့်လင်းမြင်သာမှုလည်းရှိတယ်လေဘာပဲဖြစ်ဖြစ်နေကိုယ်စိတ်တိုင်းကြတယ်ပြီးခွင့်ရတဲ့အတွက်လည်းကိုယ်အနေနဲ့ဝမ်းသာကုန်ယူပါတယ် ဟာဟုတ်ကဲ့ပါအမအခုလိုပြကြပြကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါရှင် ကိုမင်္ဂလာပါရှင် မင်္ဂလာပါခင်ဗျ ဟုတ်အခုမဲပေးခဲ့ပြီးပြီလား အခုမဲပေးခဲ့တာပါ ဟုတ်အခုမဲဘယ်မဲရုံမှာမဲပေးခဲ့ရလဲ ကျွန်တော်ဒီဟိုဟာလေငုံတိုင်းစီကဟိုဟာတမယမမဲပေးခဲ့တာပါ ဟုတ်ကဲ့ဟုတ်အခုဘယ်ဟောနော်မဲပုံးဘယ်နှပုံးပေးခဲ့ရလဲမသိဘူး ဟောကျွန်တော်တို့က၄ပုံပြတိုင်းလာမို့လို့ အော်ဟုတ်ကဲ့ပါကိုဘလို့ပါတီဘလို့ကိုယ်စားလှယ်လောင်းမျိုးကိုအခုအနေနဲ့ပေါ့နော်ရွေးချယ်ပြီးမဲပေးခဲ့ရလဲကို တကယ်တမ်းတော့ဟိုတမန်တော်နဲ့တူလက်တွဲပြီးတော့လုံနိုင်မဲ့ဘက်ပါတီမစိုး ဟုတ်ကဲ့ ပြောင်းလဲနိုင်မဲ့ပါတီမျိုးကို ဟုတ်ကဲ့ ဦးစားပေးပြီးတော့မဲထည့်ခဲ့တာ ဟုတ်ကဲ့ပါကိုအခုလိုမဲပေးရတဲ့ပုံမှာပေါ့နော်အခုရဲ့ဒီရင်သွေးခံစားချက်တွေကိုသိပြရစေရှင် အော်ကျွန်တော်ကတော့ကျွန်တော်တို့ကတော့ဟိုမြန်မာနိုင်ငံသားတယောက်အနေနဲ့ကတော့ကိုယ်နိုင်ငံကိုတိုးတက်အောင်ပြောင်းလဲပေးနိုင်မဲ့ ဟုတ်ကဲ့ အားမျိုးရဲ့အဲ့ဒီခံစားချက်လေးပါ ဟုတ်ကဲ့ ကျွန်တော်တော့လို့တော့မပြောတတ်ဘူးခင်ဗျ ဟုတ်ကဲ့ပါရှင်ဟုတ်ကျေးဇူးတင်ပါတယ်ကို ဟုတ်ကဲ့ခင်ဗျကျေးဇူးပါခင်ဗျ